Hello ဒါလေးကကြက်သားဆေးကြောပြီးတော့ခုတ်ထားတာကိုကြိုက်တယ်လို့အတုံးလုပ်ပြီးတော့ဒါအထဲမဲ့အစားပလားဆုပ်အရင်ချက်မယ်နော်ကြက်စီသမင်းအတွက်အလျံလွယ်ကူတယ်ဘတ်မော်ဆုံးချင်းစပလင်ကြက်သွန်ဖြူအုပ်ထားမယ်ရင်းနေဆူလာရင်ခုတ်ထားတဲ့ကြက်သားတွေကိုထည့်မယ်ဖုံးအုပ်ထားမယ်အကုန်လုံးထည့်ပြီးတော့ရှင်အဲ့ဒီပြုတ်နေတဲ့ချိန်မှာခဏတော့ကြက်စီကြက်သားအစီတွေကိုကြော်ထားမယ်။အဲ့ဒါလည်းနောက်ပြီးတော့ဒီဘခေါင်းလို့ရှောက်ပါထည့်ပြီးကြော်လာလို့ရှိရင်စီကြော်ထားတဲ့ဆန်ကိုထည့်မယ်လော်မယ်။ဆန်ရတော့ကိုကြိုက်တယ်လို့ပေါ့နော်ပုံမှန်ချက်စားတဲ့အတိုင်းပဲထည့်ပါအပြည့်ရှင်ဆမ်ဘရဟိုဟာဟင်းရဦးရလာပြီလားဆိုရင်ကတော့စားလေးထည့်မယ်ဟင်းရဦးရပြီလားဆိုရင်အဲ့တော့ပြုတ်ရဦးထည့်မယ်ပုံမှန်ချက်စားနေကြအတိုင်းပုံမှန်ကိုချက်စားတဲ့အတိုင်းပဲထည့်မယ်ထည့်တယ်ဒီစတစ်ပြုတ်လို့ဒီထည့်